ရိုးတယောက်ရဲ့အဆုံးသက်ဒါမှမဟုတ်နဖျားတစ်ပါးမွေးဖွားခြင်းမောင်မိုက်တဲ့ညနေခင်းတစ်ခုမှာဘယ်မှမသိရမြတဲ့စင်က Bruce Banner ရဲ့ဦးခေါင်းကိုထိုးပေါက်ဝင်ရောက်သွားပါတယ်။အထမ်းမှရှိတဲ့ဟီးရိုးတွေအကုန်လုံးထိတ်လန့်သွားပြီး Bruce ကိုကယ်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ Bruce ကအဲ့ဒီနေရာမှာတင်တည်ဆုံးသွားပါတယ်။တကယ်တော့အဲ့ဒီမြဟော့အိုင်းပစ်လိုက်တဲ့မြပါ။ဒီလိုမျိုးတွေဖြစ်ဖို့အကြောင်းဖန်လာတာ Civil War 2အပြီးမှာပါ။ Inhuman တယောက်ကအနာဂတ်မှာဟော့ကလူတွေအကုန်လုံးကိုတက်ဖြတ်ပြီးကဘာကိုဖျက်ဆီးမယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။အဲ့ဒါကြောင့် Avenger တွေလည်းထိတ်လန့်ကုန်ပြီး Bruce Banner ကိုဟော့ဖောင်ပြောင်းမသွားအောင်တေချာစောင့်ကြည့်ခဲ့ကြပါတယ်။ Banner ကလည်းတခြားသူတွေမသိအောင်သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ဟော့အိုင်းကိုအကူအညီတောင်းခဲ့ပါတယ်။အကယ်၍ငါသာဟော့ပုံစံကိုပြောင်းသွားခဲ့ရင်အခြားဟီးရိုးတွေငါ့ကိုထိန်းနိုင်မှာမဟုတ်တော့သလိုငါလည်းကိုထိန်းနိုင်မှာမဟုတ်ဘူးလို့ဟော့အိုင်းကိုပြောပါတယ်။အဲ့ဒါကြောင့်ဟော့ပုံစံပြောင်းမဲ့အရေးအယောင်တွေငါ့ကိုမြားနဲ့တခါလေးပြစ်သက်လိုက်ဆိုပြီးကူညီတောင်းခဲ့ပါတယ်။ဟော့အိုင်းကအစပိုင်းမှာလက်မခံချင်ပေမဲ့တငယ်ချင်းရဲ့ဆန္ဒဖြစ်လို့မို့လိုက်ရောပေးလိုက်ပါတယ်။တရက်မှာတော့ Avenger တွေကဘန်နာကိုစစ်မေးရင်ဘန်နာစိတ်တွေရှုပ်ထွေးလာပါတယ်။ဒါပေမဲ့သူဟော့မဖြစ်ခင်မှာပဲသူဆန္ဒအတိုင်းဟော့အိုင်းကမြားနဲ့ပြစ်သက်လိုက်ပါတယ်။ဘန်နာတည်ဆုံးပြီးတော့မှတော့ Green Door ဆိုတဲ့နေရာကိုရောက်သွားပါတယ်။ဒီ universe မှာဂမ်မာစွမ်းရည်ဆိုတာ 1 Filo ရဲ့စွမ်းရည်အရင်းမြစ်တစ်ခုပါ။1 Filo ဆိုတာ Marvel Universe ရဲ့ဖန်ဆင်းရှင် 1FL ရဲ့စံကျင်ဘက်ပါ။1 Filo ကဂမ်မာစွမ်းရည်နဲ့ထိတွေ့ထားတဲ့သူတွေကိုဆက်သွယ်နိုင်စွမ်းရှိပါတယ်။ Green Door ကိုရောက်သွားတဲ့ဘန်နာကိုလည်း1 Filo ကငါမင်းကို immortal ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးပြောပါတယ်။ဒါပေမဲ့ immortal ဖြစ်သွားရင်တော့မင်းကိုမုန်းတီးနေတဲ့ကဘာကြီးကိုဖျက်ဆီးပြရမယ်ဆိုပြီးတွေးထိုးပါတယ်။အဲ့နောက်မှာတော့ဟော့က immortal ဖြစ်သွားပြီးအုတ်ခုတွေကနေပြန်ထွက်လာပါတယ်။ immortal ဟော့ကဘလို့တက်မသိတော့သလိုပုံမှန်ဟော့လိုမျိုးထုမဲ့ထောင်းမဲ့ဆိုတဲ့စိတ်ပဲရှိနေတာမဟုတ်ပါဘူး။ညံလဲအရန်ကောင်းလို့ပို့ပြီးအရင်ဆန်လာပါတယ်။မနက်ပိုင်းမှာ Bruce Banner အနေနဲ့တည်ရှိပေမဲ့ညရောက်လာရင် immortal ဟော့ပုံစံလိုပြောင်းသွားပါတယ်။ immortal ဟော့ဖြစ်လာရင်1 Filo ကိုပြောခဲ့တဲ့အတိုင်းပဲအရာအလုံးကိုဖျက်ဆီးပစ်ပါတယ်။သူ့ကိုဘယ်သူမှမထိန်းနိုင်တော့တဲ့အတွက်ဟော့ကိုတတ်ဖို့ပလန်ဆဆွဲကြပါတယ်။တော့ဟော့နဲ့အပြင်းထန်တိုက်ခိုက်ပြီးမျောနေရနဲ့ဟော့ရဲ့ခေါင်းကိုရိုက်ခွဲလိုက်ပါတယ်။ဟော့ကတော့ရဲ့ရိုက်ချက်ကြောင့်အုံနောက်ပျက်စီးပြီးသေဆုံးသွားပါတယ်။ဒါပေမဲ့ဟော့တီတော့ Green Door ကိုရောက်လာပြီး1 Filo ကဟော့ကိုအသက်ပြန်သွင်းပါတယ်။ဒီလိုနဲ့ပဲဟော့ကနောက်တစ်ချိန်အသက်ရှင်လာပြီးကဘာကိုပြန်ဖျက်ဆီးပါတယ်။ဒီတစ်ခါမှလည်း US military ကနီးပညာမြင့်လက်နက်တွေကိုသုံးပြီးဟော့ကိုတတ်ပါတယ်။ဟော့တီသွားတိုင်း Green Door ကိုရောက်လာပြီး1 Filo ကအသက်ပြန်သွင်းပါတယ်။တန်တရားလဲနေပြီးဟော့ကိုဘလို့မှမတက်နိုင်တော့တဲ့အတွက်အားလုံးလက်လျှော့လိုက်ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့အပြောင်းလဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ Bruce Banner ဟော့ကိုမုန်းနဲ့ဟော့ကိုဖယ်ရှားခြင်းလို့တေမဲ့လမ်းအောင်တောင်ရွေးခဲ့တယ်။ဒါပေမဲ့ဟော့ကအချိန်တိုင်းအသက်ပြန်ရှင်လာတဲ့အတွက် Banner ဟော့စီကနေငါထွက်ပြေးလို့မရတော့ဘူးဆိုတာကိုကောင်းကောင်းကြီးနားလည်သွားတယ်။အဲ့ဒါကြောင့် Banner ဟော့ကိုမကောင်းတဲ့အရာတစ်ခုလိုမြင်နေတာကနေရက်လိုက်ပြီးသူနဲ့အတူရှိဖို့လက်ခံလိုက်တယ်။အဲ့လိုလက်ခံလိုက်တဲ့အချိန်ကစပြီး Banner နဲ့ဟော့ကတက်သားတဲ့ဖြစ်သွားပြီးအမုန်းတရားတွေပျောက်ကွယ်သွားပါတယ်။ရန်လိုစိတ်မရှိတော့တဲ့ဟော့1 Filo ကပြန်ပြီးဖျက်ဆီးခြင်းလောက်စိတ်ကိုဆွပေးပါတယ်။ဘန်နာရဲ့တက်သားလေးဖြစ်သွားတဲ့ဟောကဖျက်ဆီးခြင်းစိတ်မရှိတော့ပဲကဘာကိုပဲကောက်ွယ်ပါတော့တယ်။ Writer တွေက Immortal Hulk comic ကိုဖတ်ရှုနေတဲ့သူတွေကိုသင်ခန်းစာတစ်ခုပေးပါတယ်။ဘန်နာနဲ့ဟောတက်သားလေးဖြစ်သွားချိန်တောင်1 Filo ကအရာအလုံးကိုဖျက်ဆီးဖို့နောက်ဆုံးအချိန်ထိပြောနေပါတယ်။ဒါပေမဲ့ဟောကတော့သူပြောတာကိုနားမထောင်ပဲကောင်းတာတွေကိုပဲလုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။အဲဒီလိုပဲတခါတရံကိုယ့်ဘောမကောင်းတာတွေကိုလုပ်ခိုင်းနေတဲ့အတန်တွေကိုညှင်းဆန်နိုင်ခြင်းကအင်အားအကြီးဆုံးဆုံးဖြတ်ချက်ဖြစ်နိုင်ပါတယ်